Hi, I'm Inoue. Hi, I'm Yuan. Hi, I'm Ija. Welcome to Conscious Cycle. ဒီ conscious cycle လေး create လုပ်ဖြစ်ပုံကိုပြန်စဉ်းစားကြည့်တဲ့အခါမှာမပြောခင်ပေါ့နော်ကျမတို့ဘယ်လိုမျိုးဒီလမ်းပေါ်ရောက်လာတာလဲပေါ့ပုံမှန် daily life ကနေပြီးတော့မှဒီလိုမျိုး spiritual awareness တွေဖြစ်လာတယ်ဆိုတာကြတော့ကျမဆိုလို့ရှိရင်တော့တိတိတတ်တာဒီ DCDR group တွေကိုရောက်မှပဲစပြီးတော့ဒါတွေနဲ့အကျွမ်းတဝင်ဖြစ်တာပေါ့နော်အဲ့ချိန်တုန်းကတော့ကျမမြန်မာနိုင်ငံမှာပဲရှိသေးတယ် maybe 2000ကျမတို့ကိုဗစ်စဖြစ်တဲ့အချိန်ဖြစ်လိမ့်မယ်2020 21 22အဲ့ချိန်နေပေါ့အဲ့ချိန်နေမှာစပြီးတော့မှ awareness ဖြစ်လာတယ်ဒီမှာဘယ်ကနေ awareness ဖြစ်လဲဆို DCDR group တွေကိုရောက်တဲ့အချိန်မှာဒီချက်ရဲ့ဒီ post လေးတွေတွေးမိတယ်အဲ့ဒီမှာ tarot ကိုကြတော့ကျွန်တော်ငယ်တော့စိတ်ဝင်စားဖြစ်တယ်လေဆရာမင်းသိန်းခါစာအုပ်တွေဆရာမင်းမြတ်သူရစာအုပ်တွေအဲ့ဒါတွေဆိုရင်ဖတ်ဖြစ်တာကိုဖတ်ဖြစ်တဲ့အခါကျဒါတွေငကိုရဲ့စိတ်ဝင်စားပြီးသားအဲ့မှာသူက tarot လည်းဟောတယ်နော်ဒါသူ့ရဲ့ဒီ activity လေးတွေကိုကြည့်ဖြစ်တယ်ပေါ့နော် personal activity လေးတွေသူ dance ဆိုလဲ dance တဲ့ dance ကတဲ့အချိန်မှာလည်းသူတေချာကတယ်အလုပ်လုပ်တဲ့အချိန်မှာလည်းတေချာလုပ်တယ်တဲတော့ဖတ်တဲ့အချိန်မှာလည်းတေချာဖတ်တယ်သူ့ရဲ့ဒီအချိန်ကိုအကျိုးရှိစွာအသုံးချတဲ့အချိန်ဟာအရန်ကိုပဲကြည့်ရတာအရင်အဆင်ပြေတယ်ပေါ့နော်ဒီချက်ကိုကြည့်တဲ့ဟာပေါ့နော်ဒီချက်နဲ့ဒီချက် post လေးတွေကိုကြည့်တယ် daily activity လေးတွေမှာသူ manage လုပ်သွားတာကိုသဘောကျတာအဓိကကတော့လေကိုရီဆိုလို့ရှိရင်ပုံမှန်ကအဲ့ချိန်မှာမြန်မာနိုင်ငံမှာ full time job လုပ်နေတဲ့9 to 5ပြောရရင်စနေနေ့ကြာလို့ရှိရင်ကြတော့လေတကယ်ချင်းနေနဲ့ပို့သွားဒီရမလားအဲ့လိုမျိုးပေါ့နော် personal time ရလို့တည်တည်ချာချာကိုဖာကြိုက်တယ်လည်းမသိနေဘူးကိုဖာလုပ်ချင်မှလည်းမသိနေဘူးအဓိကအဲ့ဒီဟာပြဿနာအဲ့တော့ကိုပြောမယ်ထင်တာတွေဆိုပြီးတော့ဟာတကယ်ချင်းနေနဲ့ရှောက်သွားလိုက်ရုပ်ချင်ကြည့်လိုက်အတင်းတန်းနေပြေးတက်လိုက်အလုံးလုံးလိုက်လှုပ်တာလှုပ်နေရတယ်ပျော်ရွှင်မှုကပမာလဲဆိုတဲ့ဟာဖြစ်လာတယ်ဖြစ်လာတဲ့အခါကျတော့အဲ့ဒီကနေစပြီးတော့ဘာစလုပ်လဲဆိုပိကေကတ်တွေလိုက်ယူရတယ်သူချဲပိကေကတ်တွေကိုဒိုင်ငံလိုက်ယူတယ်ဒိုင်ငံလိုက်ယူပြီးတဲ့အခါမှာစိတ်ဝင်စားလာတယ်နောက်ပိုင်းကျတော့ဘာရင်လို့မဟုတ်ပဲနဲ့နောက်ပိုင်းမှာဒီပေါ့နော်အခြေအနေတစ်ခုကပြီးလာတာပေါ့လေအတိညီမလေးတယောက်ကစာလုံးလာတော့မယ်လှုပ်တော့မယ်ဆိုတော့အမကြီးသူတက်နေတဲ့သင်တန်းလေးကိုလှမ်းပြောတဲ့အခါမှာကိုလည်း join ကြည့်လိုက်ပြီးတော့ confidence လုံးဝ high သွားတယ်ပေါ့နော်ကို confidence ကြီးအရင်တက်သွားတယ်အရင်တက်သွားပြီးတော့ဆက်ချင်းမဲ့ဒီဇင်ဘာလလောက်မှာကျမက resign လုပ်တာအောက်တိုဘာနိုဝင်ဘာလောက်မှာစပြီး resign စာတင်လိုက်တယ်တင်လိုက်ပြီးတဲ့အခါမှာဒီဇင်ဘာအထိပဲလုပ်တော့မယ်ဆိုပြီးတော့မှတင်ပြီးတော့ February မှာစာလုံးရောက်လာတယ် February မှာစာလုံးရောက်လာပြီးတော့အလုပ်ရှာတယ်ကိုယ့်ဘာသာရှာကြည့်တယ် March မှာလုပ်တာတိုင်းရသွားတယ်တန်းရသွားတဲ့အချိန်မှာလုံးဝပေါ့နော်ဒါလည်းပေါ့ရှယ်ပြောသလိုဆိုလို့ကျရင်တော့ guidance ပေါ့လေ guidance ကိုယ့်ရဲ့ self listening ကိုပြီးအားကောင်းတာလည်းဖြစ်လိမ့်မယ်ပုံမှန်ဆိုလို့ရှိရင်ကိုယ့်ကိုယုံကြည်မှုအားနည်းတယ်ဒါပေမဲ့ဒီအချိန်မှာဒါဖြစ်တော့မယ်ဆိုတဲ့အခါမှာလက်ခံလိုက်တဲ့အချိန်မှာအလောင်းဖြစ်သွားတယ်ပေါ့နော်အလောင်းလုပ်လိုက်တဲ့အချိန်မှာအကုန်လုံးဝင်လာတယ်ပေါ့ abundance ကအဲ့ရနေစပြီးဝင်လာတယ်ပေါ့အဲ့တော့ကိုယ်တိုင်ကလက်ခံမှုကလည်းအရေးကြီးနေပြန်ရောအဲ့ဒီချိန်မှာအဲ့လိုမျိုးလက်ခံလိုက်တဲ့အချိန်မှာသူရောက်လာတော့ဒီချက်နဲ့သွားတွေ့တယ်နောက်ပိုင်းနဲ့ကြာတဲ့ဆောင်အစားလုံးမှာအလုပ်တွေလုပ်ဖြစ်တဲ့အခါမျိုးမှာသူ့ရဲ့သင်တန်းလေးတွေဆက်ဆက် join ဖြစ်တယ် join ဖြစ်တဲ့အခါကျတော့အဲ့ဒီ tarot class ကိုရင် join ဖြစ်တယ် join ဖြစ်ပြီးတော့ပထမတော့ page တွေမလုပ်သေးဘူးဆိုပြီးတော့နေတာပဲဒါပေမဲ့နောက်ပိုင်းမှာpage ကိုလည်း create လုပ်ဖြစ်သွားတယ်လုပ်ဖြစ်သွားပြီးတော့လည်း page လေး create လုပ်မှတော့ post တွေကတင်နေရတော့မယ်ပေါ့ဆိုတဲ့အခါကျ Capricorn Moon ပြီး post ကတော့မြင်တင်ရမယ်ဒါပေမဲ့ daily တော့မတင်နိုင်ဘူးမတင်နိုင်တော့ငါဘာလုပ်မလဲဆိုလို့ရှိရင်ဗါလဲweekly လေးတွေတင်ဖြစ်တယ် weekly post တွေအများအားဖတ်ဖြစ်တယ်ပေါ့နော် weekly post တွေဖတ်ဖြစ်တယ်အဲ့ဒါနေမှာ astro ကိုဆက်ပြီးတော့လေ့လာရင်လည်းမှာဒီ astro နဲ့ tarot နဲ့လည်းမဟုတ်ဘဲနဲ့တခြားဒါတွေလုပ်ဖို့အတွက်ဆိုရင် meditation ဆိုတာရေးကြီးလာတယ် meditation ရေးကြီးလာတယ် meditation ကပုံမှန်ဆိုရင်ကျမကဒီဘာသာရေးဘက်မှာအရင်အားနဲ့ဒီမှာပါတယ်ပုံမှန်ဖျက်ရှိခိုးတယ်ကိုစိတ်ပါမှရှိခိုးတယ်ဒီလားအဲ့လိုမျိုးတခါလေကြာရင်ဖျက်ရှိခိုးလို့ဆိုပြီးတော့ပေါ့နော်ဖျက်ရှိခိုးတဲ့သူတွေကကောင်းတယ်ဆိုတာမျိုးအဲ့လိုမျိုးယူသိပြီးမကြိုက်ဘူးပေါ့နော်အဲ့ဒီ user ယူမကြိုက်နေတာအဓိကအဲ့လိုကငါစိတ်ပါမှငါလုပ်တယ်ငါစိတ်မပိုင်ငါဘာမှမလုပ်အဲ့လိုပုံစံမျိုးနဲ့နေတာနေတဲ့အခါကျတော့အဲ့လို meditation မှာလည်းပဲအဲ့လိုပဲတစ်ခါတလေဆိုရင်လုပ်တယ်တစ်ခါလေဆိုမလုပ်ဘူးပေါ့နော်
ပုံမှန်လုပ်နေတဲ့ဟာမျိုးရှိအဲ့တော့နောက်ပိုင်းကျတော့အဲ့ဟာထားတဲ့အချိန်မျိုးမှာလက်ပိုင်းမှာအသက်ရှူနေချိန်တိုင်းရင်စလုပ်တယ် practice လုပ်ဖြစ်တယ် practice လုပ်ဖြစ်တာပထမ10မိနစ်15မိနစ်အဲ့လောက်ကိုပဲလာတွေရက်တွေများလာတဲ့အခါမှာနှစ်နဲ့ရှိပြီးလုပ်ဖြစ်သွားတယ်ပေါ့နော်အဲ့တစ်နှစ်လောက်ပေါ့အဲ့နောက်25ပေါ့နှစ်နှစ်လောက်ကလုပ်ဖြစ်တယ်ပုံမှန်လုပ်ဖြစ်တဲ့အခါမျိုးမှာကိုယ့်ကိုယ်လည်းပူနေရတာပူကောင်းလာတာမျိုးတတိထားမိတယ်ပေါ့နော်အဲ့ဒီလိုတတိလေးတွေကနေပဲစပြီးတော့လုပ်ရင်းနဲ့ဒီ conscious cycle ဆိုတဲ့အခါမျိုးမှာလည်းပဲတခြားသူတွေလည်းပဲကျွန်တော်တို့ရဲ့ practice လေးတွေလုပ်ရင်းနဲ့နေ့စဉ် ritual လေးတွေဖြစ်လာမယ်အဲ့ဒီ ritual လေးတွေဖြစ်လာလို့ရှိရင်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ life မှာပို့ပြီးတော့မှကောင်းမွန်တဲ့ relationship တွေကောင်းမွန်တဲ့ chance တွေ awareness တွေဒါတွေရလာမယ်လို့ထင်လို့ပေါ့နော်ဒါကြောင့်လည်းပဲဒီနေ့ချက်ပေါ်ရောက်လာတာပါဟုတ်ကိုယ်ကြောက်အောင် Joy spiritual journey spiritual လောကတွေကိုရောက်လာတာတော့ပထမဆုံးအနေနဲ့ကတော့ spiritual awakening ရခဲ့ရပါတော့ဒီ covid မတိုင်ခင်လောက်မှာဒီ relationship နဲ့ပတ်သက်ပြီးတော့အရန်အဲ့လို awakening ရသွားတဲ့အချိန်ရှိရယ် trauma healing တွေလုပ်ရတဲ့အချိန်ပေါ့နော်အဲ့ချိန်တော့သီလရှင်ဝတ်ပလိုက်တာ2019ပေါ့နော် covid မဖြစ်ခင်တော့သီလရှင်ဝတ်လိုက်တဲ့အချိန်မှာဒီငါပေါ့နော်ဒီလိုမျိုး is meant to be ဆိုရဲ feeling ပေါ့နော် align ဖြစ်တယ်ဆိုရဲကိုယ့်ကိုအဲ့လို peace တစ်ခုခံစားရတယ်အဲ့ရနေပြီးတော့စရတယ်လို့ပြောလို့ရမှာပေါ့နော်အဲ့ရနေပြီးတော့ Facebook ပေါ်မှာဆိုလို့ရှိရင်ဒါ teacher ရဲ့ DCDL ပေါ့နော် DCDL ကလည်းအဲ့ချိန်မှာရှိနေပြီအဲ့ချိန်မှာကျတော့ကျော်ရဲ့တငယ်ချင်းတယောက်ကနေပြီးတော့ဒီ group တွေကိုခေါ်လာတာပေါ့နော်ခေါ်လာတဲ့အချိန်မှာဘာမှမသိဘူးgroup ထဲမှာသူများတွေ share နေရကြည့်ပြီးတော့111နေမြင်သဘောကြီးကြပါတော့ဟာဒါမိုက်တယ်ပေါ့ဒီဘာမှဘာဒိတ်ပဲမှမသိခဲ့ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုကနေပြီးတော့ဘာဖြစ်လာလဲဆိုတော့ကိုကဒီ meditation ကနေပြီးတော့ခုနပြောလို့ဗုဒ္ဓဘာသာပေါ့နော်ကျော်ဒီတရားစခန်းနေပါရကနေပြီးတော့အခြေခံငယ်ရရှိခဲ့ရပေါ့နော်အမေကငယ်တော့ဆိုလို့ရှိရင်တကြံတွင်းဆိုလို့ရှိရင်ဘယ်မှမလဲရဘူးတရားစခန်းပို့လိုက်တာအဲ့တော့ကျော်နဲ့ meditation ကလို့တိတ်တော့မစိမ့်နေဘူးပေါ့နော်ဒါကိုထဲဝင်မလုပ်ပေမဲ့အမြဲတမ်းဒါ used to ဖြစ်နေတာဆိုတော့ meditation ကိုကပုံမှန်လုပ်နေကြလူတယောက်ကဒီဘက် spiritual လောကထဲမှာကြာတိတ်ပြီးတော့ဘာလို့မှမသိဘူးလမ်းပြောက်နေတာပေါ့နော်အဲ့လိုလမ်းပြောင်းနေရနေပြီးတော့ TCDL ကိုတွေ့ရတဲ့အချိန်မှာ teacher တင်တဲ့ post တွေ sharing တွေကိုကြည့်ပြီးတော့ပြောရရင် inspire အရင်ဖြစ်တယ်ပေါ့နော် inspire ဖြစ်တယ်ဒါပေမဲ့ကိုယ်တိုင်လှုပ်ချင်လားဆိုတော့အဲ့လောက်ကြီးမလှုပ်ချင်သေးဘူးပေါ့နော်ဒါပေမဲ့အဲ့အချိန်ကစခဲ့လို့ပြောလို့ရတယ်ဒါစပြီးတော့opening ဖြစ်လာတာပေါ့နော်ပြီးသွားတဲ့ခါကျတော့ဒီ covid တွေပါဖြစ်ကျော်တို့ဒီပေါ့နော်အပြောင်းလဲအများကြီးနဲ့25လောက်ကိုလည်းရောက်တော့ကျော်အတွက်အပြောင်းလဲထပ်ပြီးတော့ဖြစ်လာလို့ပြောလို့ရမလားကျော်ဒီထိုင်းကိုပြောင်းဖြစ်သွားတယ်ပေါ့နော်အကြောင်းမျိုးအကြောင်းထိုင်းကိုပြောင်းဖြစ်တဲ့အချိန်မှာကျော်အနေနဲ့ဒီလိုမျိုးအပြောင်းလဲတွေကအဲ့လိုစက်တိုက်ဒီနှစ်တွေကြားမှာဖြစ်တဲ့အချိန်မှာကိုတတိထားမိလားငါဒီ self awareness တွေပိုကောင်းလာတယ်သိရမလားပြီးလို့ရှိရင်healing ဆိုတာဘာလဲဆိုတော့နားလေလာတယ်ပြီးတော့ inner child ကိုအရင်တော့သိအောင်မသိခဲ့ဘူးပေါ့နော်ဒါပေမဲ့ inner child ဆိုတာရဲ့အဓိပ္ပာယ်ကိုနားလေလာတယ်အဲ့လိုမျိုးကနေပြီးတော့တစ်ဆင့်ဒီဘက်ကိုရောက်လာတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ teacher ရဲ့ကျေးဇူးတွေလည်းအများကြီးပါတယ်ပေါ့နော်ပြီးတော့ DCDL ရဲ့community ကြောင့်လည်းပါတယ် community ရဲ့မှာဆိုလို့ရှိရင်ပေါ့နော် teacher ရဲ့တပည့်ပေါ့နော်တပည့်ဒါဆရာမ email လို့ဆရာမယူတော့ကငကိုတွေကဒါပြောရင်နည်းနည်းကြောက်တဲ့ senior ပို့ကြတယ်ကြောက်ကြနည်းနည်း junior ဖြစ်နေအောင်အဲ့လို senior teacher တွေကအများကြီးသူတို့တွေက support လုပ်ပေးကြတယ်တယောက်ကိုတယောက်လေတယောက်နဲ့တယောက် sharing လုပ်ကြရင်မြင်ပြီးတော့အရန်ကိုပေါ့ကိုကလေဒီ group ထဲမှာဆိုအရန်ပျော်တယ်ကိုယ့်ရဲ့ community လေးကိုခံစားရတယ်ကိုယ့်အတိုင်းဝိုင်းလေးကိုယ့်ရဲ့ဝင်းဝိုင်းလေးလို့ခံစားရတယ်အဲ့ချိန်မှာကိုယ်တိုင်လဲပေါ့နော်ငါလဲတရက်ကြလို့ရှင်ဒီလိုမျိုးအဝင်းဝိုင်းလေးတစ်ခုပေါ့နော်ငါဒီလိုမျိုးတိဆောက်ချင်တယ်ဆိုရဲဟာမျိုးလေးပေါ်လာတယ်ပေါ့နော်ပေါ်လာတဲ့အချိန်မှာဒီ inspire ဟာကြော့အတွက် intention တစ်ခုလို့ဖြစ်လာတယ်အဲ့လိုပဲကြော့အတွက်ဒါကန်ကောင်းတယ်လို့ပြောလို့ရမှာပေါ့နော်အဲ့ထိုင်းကိုရောက်တဲ့အချိန်မှာလဲပြီးတော့ teacher နဲ့ထပ်ပြီးတော့တွေ့ရတယ်ဒါကြော့အတွက် blessing တွေအများကြီးရခဲ့ရပါပေါ့နော်အဲ့တော့အမားတို့နဲ့လည်းစုံရတယ်ဆိုတော့ဒီ conscious cycle ဖြစ်လာဖို့အတွက်ကိုကြော့အနေနဲ့ရှေ့မှာပေါ့နော်9နှစ်လောက်အချိန်ယူခဲ့ရတယ်ထင်တယ်ပေါ့နော်ခုနှစ်လောက်ချိန်ယူခဲ့ရပြီးတော့မှဒီကိုရောက်လာတဲ့အတွက်ကြောင့်မလို့ကျော်ကတော့လေအခုချိန်မှလေပြောရရင်အရန်ကြီးသိနေရမဟုတ်ပဲနဲ့ငါအခုမှပေါ့နော်စရဲဆိုရဲခြေလန်းစပြီးတော့ဒီ journey ကိုစပြီးလမ်းလျှောက်တတ်တဲ့ကလေးလေးလိုမျိုးပေါ့နော်အဲ့လိုမျိုးခံစားရတယ်အဲ့တော့ကိုလည်းအရန်ပေါ့နော်တက်ကြွနေဒီ journey ကိုရှောက်ဖို့တက်ကြွနေပြီးတော့ကျော်အနေနဲ့ intention ကလည်းဒီ conscious cycle ကိုစပြီးတော့လုပ်မယ်ဆိုတဲ့ intention ကလည်းဗာလဲဆိုတော့အရန်သိနေတက်နေလို့မဟုတ်ဘူးပေါ့နော်
ကြောက်လိုမျိုးပဲဟိုတပုံစံနဲ့ခံစားရတဲ့သူတွေရှိမယ်အဲ့လူတွေကပေါ့နော်ဟိုဒီချိန်မှာသူတို့အတွက်လမ်းပြောင်းနေတဲ့ဟာမျိုးကြီးရှိမယ်သူတို့အတွက်တခုလိုအပ်နေရဘာလို့လိုအပ်မှမသိခဲ့တဲ့အချိန်တွေမျိုးကြောက်လိုမျိုးရှိမယ်အဲ့လိုအချိန်မျိုးမှာဒီ podcast ကိုလာနားထောင်တဲ့အချိန်မှာအော်ငါလည်းတူတူပါပဲလားငါလည်းဒီလိုမျိုးဖြစ်လိုက်နေဆိုတော့ inspiration တွေဒါမှမဟုတ်လို့ရှင် ideas တွေကိုအတွက်ပြောရရင်ဘယ်လိုပြောရမလဲလမ်း idea လေးပေါ့နော်အဲ့လိုမျိုးလေးရသွားရဲဆိုလို့ရှင်ကြောက်တော့ဒါ is enough လို့ခံစားရတယ်ပေါ့နော်အဲအကြောင်းလေဒီ conscious cycle ကိုစကြင်နေရပါတော့မယွန်းอ่ะဆရာမယွန်းอ่ะနောက်ဆုံးပိတ်အိတ်နဲ့လွယ်ရောရဲ့အကြောင်းပြောရရင်မိန်းတွေနဲ့မိန်းကျိုးနဲ့ဒီကျိုးနဲ့ရှင်းလိုက်ရင်တခြားကြီးဖြစ်နေမှာပေါ့နော်အယောကဘယ်ကနေလာလဲဆိုရင်ဆရာဝန်ဘဝလောက်သက်ခုနှစ်ကျော်ဆရာဝန်ဘဝနေလာရပေါ့နော်လောက်သက်ခုနှစ်ကျော်ဆရာဝန်ဘဝဆိုရုံးရဲ့အလုပ်ဒီတိုင်းပိုင် job လည်းမဟုတ်ခဲ့ဘူးရုံးဒီ24 hours to 48 hours တီ duty စင်းတဲ့ဘဝနေလာခဲ့ရပေါ့နော်ကလေးလည်းထောင်ချီမွေးဖို့တယ်ကိုယ်တိုင်လည်းရောက်နေအောင်ချောင်းမွေးဖို့တဲ့ဘဝနေလာပေါ့နော်ပြီးတော့ငငယ်တော့အကြောင်းတက်ပြီးတော့ဘွဲယူကန်ဒီမှာဘာဖြစ်ချင်လဲလို့ပြောခဲ့တဲ့အချိန်မှာတစ်ချိန်မှာ professor ကြီးလုပ်ချင်တယ်ပေါ့နော်ဆရာဝန်နဲ့ပတ်သက်တဲ့ professor လုပ်ချင်တယ်ဆိုတဲ့ဟာမျိုးပေါ့ဒါပေမဲ့အခြေအနေကြိုးပြီးနေကြမလို့မဖြစ်လာဘူးပေါ့နော် professor ဖြစ်လာမယ်ခွင့်လည်းမရခဲ့ပေါ့နော်မရခဲ့လိုက်ပဲနဲ့ဒီ covid တွေဖြစ်သွားတယ်ပြီးတော့ဒီလိုအခြေအနေတွေအများကြီးဖြစ်သွားတဲ့အချိန်အယုတ်တည်းကြီး24/7 to totally jobless ပေါ့ရောက်သွားတယ်နော်အဲ့လိုမရှိဘောရောက်သွားတယ်အဲ့မရှိဘောဘယ်သူဖန်နေလဲကိုပဲပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာကိုပဲတဝေးပမာပြည်မှာရှိနေတဲ့အချိန်မှာယွန်လက်ထဲမှာယွန်ဦးလေးစုံနေပေါ့နော်ယွန်ဦးလေးကယွန်လက်ပေါ်မှာစုံပါတယ်ကျုံဘွားမှာအမျိုးကြီးဆရာဝန်ဖြစ်တဲ့တောင်အမျိုးကြီးလက်ပေါ်မှာစုံပါကိုလက်ပေါ်မှာစုံရမယ်ဆိုတဲ့ဟာမျိုးယွန်အလုံးမှာမကြိုက်ဘူးပေါ့နော်ကိုကနောက်ဆုံးတက်ဆက်တစ်ပိုက်လောက်အဲ့လိုဖြစ်တာမကြိုက်အဲ့လိုတစ်ခါမှလည်းအဲ့လိုမတွေးမိဘူးတကယ်လည်းမတွေးမိဘူးအဲ့တော့2012မှာဖွာဒီ2021မှာဦးလေးအကြီးဆုံးပေါ့နော်ဒါပေမဲ့ဦးလေးအကြီးဆုံးစုံသွားရင်တော့ပွဲမှာကင်းနိုင်လိုက်တာနေအောင်ရှိရပေါ့ရုံရဲ့အတော်အကြီးဆုံးရဲ့ရုံရဲ့အပြီးကဲတင်နိုင်လိုက်တယ်ပေါ့နော်ဒါလေးအားလုံးကကြတော့အလုံးလည်းပဲဖြစ်နေလို့ကဲတင်နိုင်လိုက်တယ်လို့ယူဆလို့ရတယ်အဲ့ရနေစားပြီးလမ်းအလုံးမရှိနေလို့လုံးပြောက်တယ်ဆိုပြီးတော့လို့ဖြစ်သွားတယ်ဆိုရင်မှဒီချဲရဲ့ဒီ custom line page တွေအားလို့လို့ group တွေစားထောင်တဲ့အချိန်မှာကျွန်တော် auto join မိပါအဲ့လိုသူများတယောက်ရှိနေရောအဲ့လိုကျွန်တော် auto join နဲ့မှာပါတယ်ထင်တယ်အဲ့ကြောင့်မှ UN နောက် account တစ်ခုပေါ့ဒီအခုတည်းရှိနေ UN account နဲ့ဟာထပ် join နိုင်နှစ်ခုလုံးကနေမြင်ချင်တယ်ဆိုပြီးဘလို့ဒီချဲ group တွေစားရလာတယ်ဒီချဲရဲ့ daily video စားပြီးတည်ထားမိအောင် daily video ညောတနေ့တစ်တောင်ဖတ်လေ3နှစ်တီဖတ်မနေ့မိုးလင်းဒီချက်ရဲ့ဒီလေးတွေရရုံးရဲ့ morning message ပဲဟိုအဲ့လို6နိုင်ခွဲလို့ပြီးဆိုတာねဒီချက်ရဲ့ message ကမနေ့7နိုင်ဆိုတင်ပြီလေပမာပြီးသူစင်ကာပူ7နိုင်ဒီချက်ကမနေ့6ခွဲဆိုတင်တယ်အဲ့ဟာပမာပြီး6ခွဲတိုင်းမှာရုံးဒီဖွင့်လိုက်တာねဒီချက်ဟာပြီးပြီးလုံးခါတာအဲ့ဖိုင်နဲ့အရင်တော့ကြားတယ်မဒီချက်ထဲလို့တင်တယ်မသိအဲ့ဘကစပေးတာလည်းမသိဒါပေမဲ့အဲ့2024ရောက်တော့အဲ့တင်နန်းဖွင့်နေဆိုရင်တက်မရောက်တာတဲ့မရောက်လာတဲ့အချိန်မှာတက်တဲ့မတက်တဲ့နောက်စဉ်းစားလိုက်ပြီးတော့ပထမ self help တက်လိုက်တာနောက်ခုတော့မလိုက်နိုင်ပါဆိုလို့ပေါ့နော်ငါနဲ့ဘယ်လိုမှမဆိုခုနကကြောက်ပြောသွားတယ် inner child လို့ healing လို့ပါလို့ဆိုတာရုံရဲ့ဆရာဝန်ဘွားမှာတည်ခြင်းနဲ့ရှိရင်မွေးခြင်းနဲ့မျိုးပဲရှိရတယ်မျိုးပဲရှိခဲ့တဲ့ဘွားမှာ inner child healing လို့ပါလို့ဆိုတော့တကယ်ပါလို့တလုံးဝမသိဘူးဟိုမှာဟိုအမေကဟိုဒီဆက်ရပေးနေတယ်တော့မေးနော်သမီးတို့ကတိုက်ကလာလို့ပြောလဲဟော it's okay ပဲဒါနဲ့ယုံကြည်မရှိဘူးတင်ရ6ကန်လည်းယုံကြည်မရှိဘူးဒီမှာကိုယ်နဲ့6ကန်ဘူးအဲ့လိုပေါ်ကနေပြီးတော့ဒီလိုterrible astro room ဆိုတက်လိမ့်မယ်လို့တခါမှမတွေ့ဘူးတကယ်ပေါ်မှာအဲ့ဒါတော့မှဟိုဒီချက် page ကိုကြည့်အောင်3နှစ်ကြာခဲ့ပေါ့နော်အဲ့တော့ဆိုလို့ရဒီ2024နှစ်စာမှာစတက်တာတက်ရနေအခု2026ရောက်လာတဲ့အချိန်မှာဟိုဇရိုက်တက်လာတယ်ဒါပေမဲ့တက်လာတဲ့အချိန်မှာလည်းမှန်တိုင်းပြောရင်အလုပ်ကလည်း3ခုပြောင်းပေးသွားတယ်ပေါ့နော်ဒီကြားမှာဒီ2021ကနေပြီးတော့ဟိုဒီ2026ရောက်တဲ့အချိန်မှာအလုပ်3ခုပြောင်းပြီးသွားပြီပေါ့နော်ဆိုလို့ရရုံးကမှာလို့ up and down နေပဲတော့ရှိရlife and death cycle up and down ဆိုတဲ့အဲ့မှာဘာဝနာလဲလာလဲဆို transformation ဆိုတဲ့စကားလုံးတွေလား transformation နိုင်ဆိုရွာနေရမှာဟုတ်ဘူးဒီတော့ဆိုရင်ဘာလို့ why me ဆိုတဲ့စကားလုံးပေါ့နော်ငါမကန်ဆိုလိုက်လေခြင်းငါမဖြစ်ရလေခြင်းနောက်ဆုံးဘယ်လောက်ပြောင်းဆိုခဲ့လဲဆိုရင်ဘယ်လောက်ပြောင်းဖြေရှာလို့မရခဲ့လဲဆိုရင်
အမေရငိုလို့ဘာလို့ပြောလဲဆိုနောက်ဆုံးနေ့မှနေစရာအိမ်မရှိလို့လားစားစရာမရှိနေလို့လားအိမ်မှာပြည့်စုံတော့မထားလို့လားငါနဲ့အလုပ်လုပ်ခိုင်းနေလို့လားဆိုပြီးတော့အဲ့စကားမေးရဲ့အစဉ်ထိရောက်သွားတယ်3နှစ်ကျော်တဲ့အချိန်မှာအဲ့စကားမေးရဲ့အချိန်မှာမေကိုဖတ်ပြီးထမှုတည်းအဲ့အချိန်ကြာမှစာပြီးနားလဲလာတဲ့အချိန်မှာဒီချက်ရဲ့တဲ့နဲ့စိုက်ခိုင်နေလို့ရောက်တာအဲ့လိုပြောလို့ရတယ်အဲ့ဟာပြီးရဲ့အချိန်မှာ thinking ကမဟုတ်ဘူးပေါ့နော်ငါတောက်လျှောက်ကြိုးစားခဲ့တယ်အခုလည်းကြိုးစားနေရငါလည်း short လိုက်တာမဟုတ်ဘူးပေါ့နော်ဒီ situation တွေအကုန်လုံးငါဒီပြစ်တိုင်းထောင်လို့ပဲလဲလိုက်ထောင်လိုက်လဲလိုက်ထောင်လိုက်ဆိုတဲ့စိတ်နဲ့ပေါ့နော်အဲ့တော့အခုချိန်မှာဆိုတော့ရုံးရဲ့ dream ပါတယ်လို့မြင်ဖြစ်ချင်တယ်လို့ရုံးမပြောနိုင်တစ်ချိန်မှာဘာကြီးဖြစ်ကြမယ်လို့လည်းရုံးမပြောနိုင်ဒါပေမဲ့အလုံးနိုင်လဲဆိုဒီ conscious cycle လေးကနေဒီအခုလက်ရှိ DCD ရဲ့နေဒီချေကနေတင်လာတာနောက်ပြီးတော့တခြား theory ဆရာတွေကနေတင်လာတဲ့ပညာတွေကနေဒါပေးနိုင်တယ်ဆိုရင်ဒီလေးရုံးလိုမျိုးလမ်းပြောက်ခဲ့လို့အများကြီးရှိလိမ့်မယ်ပေါ့နော်ဒီ situation တွေမှာအပတ်တောင်းနေအဲ့တော့ရုံးလို့လိုပဲပျောက်သွားရင်တော့မှပြန်ရှာလို့ရတယ်တရက်ချင်းဒီမှာအဖြေလေးရှိတယ်အဲ့ဒီအဖြေလေးတွေကကိုကပဲသတိထားမိဖို့လိုအပ်တယ်ဒီတိုင်းဟိုဒါသိနေမှရမယ်ဒါသိနေမှရမယ်မဟုတ်ဘူးညာလေးတွေကိုသတိထားမိရင်လည်းသတိထားမိရင်ဘာလို့လို့ရလဲအဲ့ဆိုလေတွေ့ရသတိထားမိရဆိုရင်သူက message တွေသူကပေးရမှာ111တွေ့လို့ဒီတိုင်း111ဆိုပြီးတော့အရင်တော့လိုက်ရှာခဲ့ပြီး11 message ကပါလေဘာလို့ပေးတင်လိုက်ဒီနေ့ဆိုတော့ငါဘာပြီးတော့မှလေဒါပေမဲ့တကယ်ကြီးအဲ့လိုမဟုတ်နေအဲ့လိုမဟုတ်နေလို့ဆိုတာအခုတလောမှတခါအရင်တော့မဟုတ်ဘူးနော်နန်းတွေ့လိုက်တိုင်းမှတ်ထားဖုန်းထဲမှာဆိုလဲ screenshot level ဆိုလဲ screenshot ဘယ်လောက်ဒီနဲ့အကုန်လုံး screenshot ယူတာအခုကျတော့ဘာဖြစ်သွားလဲဆိုတော့အဲ့လိုမလုပ်တော့ပဲねကိုနာမှာကို message ပေးနေလူတွေရှိရင်ကိုစောင့်ဖြောင်းနေ guidance ရှိရင်ဒါပဲအဲ့ပဲကျေးဇူးတင်တယ်နောက်တစ်ခါဒါ daily နောက်နေ့မှာဘာဖြစ်မလဲအဲ့လိုနောက်တစ်နှစ်မှာရုံးဘာဖြစ်မလဲအထက်ရုံးကဒီနေ့အတွက်ကောင်းကောင်းမအသက်ရှင်တယ်ဒီနေ့ကောင်းကောင်းမအလုပ်လုပ်တယ်ဒီနေ့အေးချမ်းသွားရင်ပြန်ရောက်တယ်အဲဒါကိုအခုနောက်ပိုင်းမှာရုံးချရည်တယ်ရုံးရဲ့တနည်းစာကျေးဇူးတင်ကြရုံးချရည်တယ်အဲတတိယရဲ့အချိန်ရှိတယ်တတိမရရဲ့အချိန်ရှိတယ်ဒါပေမဲ့ရတဲ့အချိန်မှာစိတ်ကောင်းဝင်တဲ့အချိန်မှာအများကြီးရစိတ်ဆိုးနေတဲ့အချိန်တွေလည်းစိတ်ဆိုးလိုက်ချရည်လိုက်အဲ့တော့ဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းချင်းနဲ့ကိုနားလေလာတယ်အဓိကဟိုလမ်းပြောက်သွားတဲ့လူတွေကိုဘယ်လိုမျိုးဖြည်းဖြည်းချင်းပြန်သိဖို့အဲ့တော့ဥမာဆိုလည်းအမေကြီးပဲဆိုလည်းစင်ကာပူအယုဒ္ဓယတိပြောင်းတယ်အီဂျောဆိုလည်းချင်းမိုင်းအီဂျောဆိုလည်းထိုင်နေရောက်နေရပါတော့ဆိုလို့ရင်းအီဂျောဆိုလည်းအရင် live ကဒီလိုမဟုတ်ဘူးလေအဲ့တော့ဆိုလို့ရင်း3ယောက်လုံးမှာချင်းချင်းစီရရှိရပေါ့ခုနကပြောခဲ့တဲ့3ယောက်လုံးရဲ့ Sun Moon Rising Capricorn နေရတယ်ဟိုလေးမမလေးနေရတယ်ဆိုလို့လည်းမရဘူးဆိုကြတယ်ဆိုကိုရလည်းမပေးဘူးဘယ်လိုပြောလဲသူများမကောင်းကြလို့လည်းမရဘူးပေါ့နော်အဲ့လိုပွားရတယ်စီးတဲ့ကန်နဲ့နေရာရဲ့ပွားရတယ်ရှိရဆိုဒီကနေပဲရုံးတော့တို့ပြောလဲစီးစနစ်ကိုတင်ကြစီးစနစ်ကိုတင်ယူပါကိုဘွားမှာနေစဉ်အဲ့လိုမျိုးတင်ယူပါလို့ရုံးခံတာပြီးရပေါ့နော်ဒီ3ယောက်လုံးရဲ့art sign တွေ dominant ဖြစ်နေအောင်ကြည့်လိုက်ရပေါ့နော်ဒီလိုဆိုတွေ့ကြည့်လိုက် art sign တွေကပြီးတော့လို့ပြောင်းနေတဲ့ခက်တွေလေတခုခုတော့မပြောင်းလဲခြင်းခေါင်းမရဲ့စိတ်တွေကလည်းရှိသေးတာဆိုဒီ3ယောက်လုံးမှာလည်းတခုမလို့ခေါင်းမရရှိပါဘူးဒါပေမဲ့အခုကကြတော့3ယောက်လုံးကရုပ်တရက်ကြီးစုပ်ပြတာတွေချက်ချင်းလုံးဖြစ်တယ်လုံးမယ်ဆိုလည်းအရင်မြင်နေပြီးဟိုဘယ်လိုပြောမလဲအများကြီးပဲအလွဲချော်နေအများကြီးပဲရှိတော့ဒါပေမဲ့လည်းအခုတော့အစုခံမှုအစဉ်အသင့်ပဲလို့ပြောလို့ရတယ်ပေါ့နော်ကြိုက်သည်ရှိမကြိုက်သည်ရှိအဓိကကတော့ဟိုရုံတို့ရဲ့ daily life မှာရုံတို့လိုပဲခံစားနေတဲ့အမျိုးသမီးတွေရှိရင်ဒီဟာတွေကနေတစ်စင်သူတို့အတွက် message တွေတစ်စောင်းသူတို့မှလည်းကိုယ်တွေလိုမျိုးတူတူရှိပါတယ်ဆိုတဲ့ဟာမျိုးတစ်ခုပေးချင်တာဒီ cycle လေးကနေလွှဲထွေးမှုတစ်ခုပဲဖြစ်ဖြစ်အသိပညာတစ်ခုပဲဖြစ်ဖြစ်ဘုံတူတာပဲဖြစ်ဖြစ် past experience ပဲဖြစ်ဖြစ် future အတွက်ပဲဖြစ်ဖြစ်ဘယ်ဟာပဲဖြစ်ဖြစ်လိုမျိုးပေးချင်တာပါအဲ့ဆိုတော့ဒီ conscious cycle မှာအင်္ဂလိပ်အနေနဲ့ပေါ့နော်အဲ့လိုမျိုး specifically ပေါ့နော် sharing လုပ်ချင်တဲ့ topic တွေရှိလားပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့အဲ့လိုသတ်မှတ်ထားတာမျိုးမရှိနေဘူးပုံမှန်အင်္ဂလိပ်အနေနဲ့ဆိုလို့ရှိရင်ဘာလို့လဲဆိုတော့ဟိုသိသမျှကိုကိုယ်က sharing လုပ်ပေးခြင်းတဲ့ဟာမျိုးပေါ့နော်တကယ်ဒီ main focus ကကြတော့လေကိုသိသမျှကို sharing လုပ်ပေးမယ် maybe တခါလေးမှာတခြား podcast တွေလိုပဲဒီနားထောင်တဲ့သူတွေကနေပြီးတော့ comment လေးတွေရေးတယ်သူတို့တွေအနေနဲ့ guidance တွေလိုချင်တယ်ဆိုရင်လည်းကိုရီးယားအဲ့ဒါကို topic အနေနဲ့ထည့်
ပြီးတော့မှ create လုပ်သွားပေးမယ်ပေါ့နော်ဒါဒီပြဿနာကိုတော့ဘယ်လိုမျိုးလေးတော့လုပ်လို့ရပါတယ်ဘယ်လိုဖြေရှင်းရင်တော့ရလာပါတယ်ဆိုတာမျိုးပေါ့လေ maybe သူတို့တွေသိချင်တဲ့ astrology နဲ့ပတ်သက်တဲ့ဥမာ Mercury ဘတ်တို့ Mercury retro ဆိုရင်ဘာတွေကိုဆောင်ရမယ်ရှောင်ရမယ်တို့အဲ့လိုမျိုးလေးတွေသိချင်တယ်ဆိုရင်လည်းကိုရီအနေနဲ့ guidance message လေးတွေပြောသွားပေးမယ်ပေါ့နော်အဲ့လိုမျိုးယူဆရတယ် maybe အစပိုင်းမှာတော့ you know ဒီ basically ပေါ့လေဒီ tarot နဲ့ပတ်သက်တာပဲဖြစ်ဖြစ် astro နဲ့ပတ်သက်တာပဲဖြစ်ဖြစ် focus ထားပြီးတော့ပြောသွားပေးမယ်အဲ့ဒီ episode တစ်ခုစဉ်စီမှာအဲ့ဒီကနေဆင့်ပွားပြီးတော့မှဘာတွေများထပ်သိချင်တာရှိအောင်မလဲဆိုတဲ့ပုံမူတည်ပြီးတော့ခေါင်းစဉ်တွေကထပ်ထွက်လာမယ်လို့ထင်ပါတယ်ဟုတ်ပြောရတာလေဘယ်လိုတွေးလဲဆိုတော့အခုနောက်ပိုင်းအဲ့လို tarot တို့ astro တို့က page တော်တော်များများလေးလူတွေကရေးကြရပါတော့ဒါတွေ awareness ရလာတယ်မြင်တယ်နောက် practitioner အများကြီးလေးတွေ့တာကိုမြင်တယ်ပေါ့နော်အဲ့တော့ယုံကကြတော့ဘယ်လိုခံယူလာလဲဆိုရင်ဒီဟာဒီယုံတို့ရဲ့ဒီ life မှာ tools တစ်ခုဖြစ်တော့အကူအညီပေးရပေါ့နော်ဒါပေမဲ့အရာရာတိုင်းကဒီဟာကိုစုပ်ကင်ပြီးတော့ပဲလမ်းလျှောက်ပဲလို့လုပ်လို့တော့မရအောင်ဘွားခီလန်ဒါယွန်းနာနေတဲ့အရာပေါ့နော်အဲ့တော့ဒီလိုဟာလေးကဒီလို tarot တို့ astro တို့ဆိုတာ guidance တစ်ခုအနေနဲ့တော့ရမယ်ဒါပေမဲ့ရှောက်ရမယ်လမ်းကိုပဲတကယ်ရှောက်ရမယ်လမ်းကိုပဲပေါ့နော်နောက်တစ်ခုကကျတော့ကိုကကောင်းတာပြောလိုက်ပေမဲ့လူတိုင်းကဒီဟာကို accept လုပ်ချင်မှလုပ်မဲ့လူတွေလည်းရှိတယ်အဲ့တော့ဒီဟာတွေကိုယုံတော့ tool တစ်ခုအနေနဲ့ guidance လိုမျိုးဟိုမှာ message တစ်ခုလိုမျိုးပဲအဓိကပေးချင်တာပေါ့နော်ဒီ cycle မှာဒါပေမဲ့တကယ်ပေါင်းဝင်ပြီးဆက်ရှောက်နေရမယ်ဘဝခီးနာကိုတိုင်းဒါလည်းဖြစ်တယ်ကိုတိုင်းဒါလည်းပဲကိုင်းရှင်ဖြစ်တယ်ဆိုတဲ့ဟာကိုဒီက awareness ပေးချင်တာပေါ့နော်ဒါပေမဲ့အဲ့ဒါတွေပေးဖို့အတွက်ယုံတော့အရန်တော်နေရလားဆိုအရန်တော်နေတယ်မဟုတ်ပါဘူးအပုံမှန်နဲ့ဝင်ခံတာပေါ့နော်ဟိုတခုခုမှအရင်ထိုးညုံပြောင်းပြောင်းနေသူလည်းမဟုတ်ဘူးအရင်အောင်မြင်နေတဲ့လူတွေမှလည်းမပါဘူးပေါ့နော်ဒါပုံမှန်နဲ့လည်းအဲ့တော့ဒါပေမဲ့ဒီလိုမျိုးလူတွေလည်းရှိတယ်ဒီလိုစ조사နေတဲ့သူတွေလည်းရှိတယ်အားလုံးဒီလည်းတူတူစ조사ပိုင်ခွင့်ရှိတယ်ဆိုတဲ့အရာကိုအဓိကပြောချင်တာပါဒီ cycle လေးကနေပြီးတော့အားငယ်စိတ်တွေမထားဖို့ပေါ့နော်ငါတယောက်တည်းငါပဲရှိတယ်ငါသာပြီးကို victim blaming ကာချာကနေလွတ်မြောက်ဖို့ပေါ့နော်ကျုံဆိုရင်အရင်တော့အလိုစိတ်တွေဖြစ်ပူတယ်မိုင်းရွယ်လည်းဖြစ်ပူတယ်ဤကြော်လည်းဖြစ်ပူမှာပဲဆိုလို့ရအဲ့တော့အလိုစိတ်တွေကနေပြီးတော့ဖြစ်ချင်းကျုံတို့ရဲ့ personal experience တွေကနေ sharing လုပ်ပေးနေဘယ်လိုမျိုးသိလာလဲဘယ်လိုလေးလွတ်မြောက်လာလဲဟိုဒီ conscious cycle ဆိုတဲ့စကားလုံးလေးအတိုင်းပဲအဲ့လိုမျိုးလေးရှင်းဆက်ချင်တာပါဤကြော်အောင်ဘယ်လိုတွေးကြည့်ရန်ကောင်းလာပဲကျတော့အခုအောင်ရန်ကြိုက်နေပြီတို့၃ယောက်လုံးကလေ different background ကနေလာတယ်ပေါ့နော်ဒါပေမဲ့ကျတို့၃ယောက်လုံးရဲ့ story ကဘာလို့ connect ဖြစ်နေရလဲဆိုတဲ့အကြောင်းရင်းရှိရပေါ့နော်အဲ့တော့ဒီအကြောင်းရင်းတွေကိုအဓိကဒီ conscious cycle မှာကျတို့ဘာလို့ဒီလို awareness တွေပိုရလာလဲပေါ့နော် astrology ဆိုလို့ရှိရင်လည်း astrology ကိုစိတ်ဝင်စားတဲ့သူတွေအတွက် astrology shoot down နေပြီးတော့ကျတို့ဒါ sharing လုပ်ပေးခြင်းတယ်ပေါ့နော်ပြီးသွားရင်ကျတို့က tarot ကိုပြောရရင်လေ့လာထားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့ tarot နဲ့ပတ်သက်ပြီးတော့လေဒီလိုမျိုး transformation တွေ healing တွေကိုဘယ်လိုမျိုးလုပ်ကြမလဲဆိုတော့ပြောရရင် sharing တွေပေါ့နော် discussion တွေကျတို့ပါမယ်ဆိုတော့သိကြရပေါ့နော်ပြီးသွားရင်ကျတို့ထပ်ပြီးတော့လေ့လာနေတဲ့ Destiny metric တွေ numerology တွေ human design တွေရှိတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လေကျတို့ရဲ့ life မှာဘယ်လိုမျိုး upgrade လုပ်လို့ရမလဲဆိုတာကိုကျတို့ကဒါပညာရှင်စစ်မဟုတ်ပဲနဲ့တငယ်ချင်းတွေ sharing လုပ်တယ်လို့မျိုးပေါ့နော်စကားဝိုင်းဒါ tea spill လုပ်တယ်လို့မျိုးဟုတ်တယ်မလား astro tea တွေပေါ့နော် astro tea တွေ tarot tea တွေပြီးသွားလို့ရှိရင်ဒါဟိုကျတို့ရဲ့ဒီ spiritual tea ပေါင်းများစွာကိုကျတို့ sharing လုပ်ကြမယ့်နေရာ sisterhood တွေညီမတွေပေါ့နော်ညီမတွေလိုမျိုးတငယ်ချင်းတွေလိုမျိုးဒါပြောရလို့ရှိရင်ရောင်မကြီးလိုမျိုးဒီလိုမျိုး sharing လုပ်သွားမယ်ဆိုပြီးတော့ကြောက်ရတော့မှန်းထားရပေါ့နော်ဘာလို့လဲဆိုတော့ကျတို့ရဲ့ journey မှာကျတို့ discover ဖြစ်ထားတဲ့အရာတွေအများကြီးပဲလေဟုတ်တယ်မလားအဲ့တော့တယောက်ချင်းစီရဲ့ journey မှာကျတို့ aware ဖြစ်လာတယ် conscious ဖြစ်လာတယ်ဒီလိုမျိုး healing journey တွေပေါ့နော်အကုန်လုံးနဲ့ဒီလိုမျိုး sharing လုပ်ခွင့်ရမယ်ဆိုတာပေါ့နော်ကျတို့ရဲ့ဘယ်လိုပြောမလဲ life မှာဒါအရန်ကောင်းတဲ့ကြော့အတွက်ပေါ့နော် abundance တစ်ခုလို့ကြော်မြင်တယ်ပေါ့နော်ဒါကလည်းကျတို့ရဲ့ကျတို့ပညာရေးသင်ကြားပေးရဲ့ဆရာဆရာမတွေသင်ဆရာမြင်ဆရာကြားဆရာတွေအကြောင်းလည်းဖြစ်လာတာပေါ့နော်အဲ့တော့အားလုံးလည်းကျွန်တော်ကျေးဇူးအရန်တင်တယ်အခုဒီနေ့ပေါ့နော် conscious cycle မှာပါဝင်ပေးရဲ့အမပေါ့နော်ကျတို့နဲ့ဒီလိုမျိုး conscious cycle podcast ကြီးဖြစ်လာအောင်မြင်အောင်လို့ပေါ့နော်ကျတို့၃ယောက်လုံးစူးစမ်းထားတဲ့အတွက်ကြောင့်မလို့လဲ၃ယောက်လုံးအတွက်ကိုလည်းအရန်ပေါ့နော် proud ဖြစ်တယ်ကျေးဇူးတင်တယ်ပေါ့နော်အဲ့တော့ကျတို့ဒီရှေ့ဆက်ပြီးတော့လဲ weekly တိုင်းမှာပေါ့နော်ဒီလိုမျိုး podcast လေးကိုထပ်ပြီးတော့
sharing လုပ်သွားမယ်ဆိုပြီးတော့ကျွန်တော်တို့ဒါလုပ်ထားရပေါ့နော်အဲ့တော့လေအဲ့အတွက်ကိုလည်းကျွန်တော်ကြိုးစားသွားပါမယ်လို့အမတို့တော့ဗာပြောချင်သေးလဲနားထောင်ရတာတော့ဟုတ်တယ်နားထောင်ကြတယ်အခုခါက broadcast line တွေရတယ်အများများလာတယ်အများများလာတဲ့အခါမျိုးမှာဘယ် channel ကိုနားထောင်မလဲဆိုတာလည်းဒါ main important ဖြစ်လာတာပေါ့နော်အရေးကြီးလာတယ်အရေးကြီးလာတဲ့အခါကျတော့ကိုရီအနေနဲ့လည်းပဲဟိုနားထောင်ရတာဟိုပါပေါ့နော်လက်ကားမဖြစ်အောင်လို့တော့ကြိုးစားသွားပါမယ်ဒါပေမဲ့တခုဝန်ခံစရာရှိတာဒီကိုရီဒီလည်းပညာရှင်အဆင့်ကိုရောက်ဖို့အတွက်ကကြိုးစားနေတော့မယ်ပညာရှင်အဆင့်လို့ဝန်မခံခြင်းသေးဘူးဟိုကြိုးစားနေတဲ့အဆင့်လို့ပဲပြောချင်တယ်ပေါ့နော်အဲ့ရနေပြီးတော့ပဲကိုသိသမျှကို sharing လုပ်မှာဖြစ်တဲ့အတွက် maybe လိုအပ်ချက်တွေလည်းရှိကောင်းရှိနေနိုင်တယ်တကယ်လို့ကွဲပြားခြားနားမှုတွေရှိနေတယ်ဆိုရင်လည်းwelcome message ပါပေါ့နော် message လေးတွေကိုဟိုဖြစ်ပါတယ် welcome လုပ်ပါတယ်ကျမတို့ဘက်ကနေပြီးတော့လေခုနကဟိုရုံပြောသွားတဲ့အထက်မှာဆိုပါတယ်ပေါ့နော်ဟိုနားထောင်တာကတော့ဟုတ်တယ်နားထောင်နေကြတယ်ဒါပေမဲ့ကိုယ်တိုင်จิตသုံးရမှာ decision maker ဒီကိုပဲပေါ့နော်အဲ့ဒါလေးကိုတော့မပြောက်စေချင်ဘူးအဲ့ဒါကြောင့်ကျမရဲ့ page name ကဘာကြောင့်အဲ့လိုဖြစ်လာလဲဆို all about you ဆိုတာအဲ့ဒီကနေဖြစ်လာတာပေါ့နော်ကျမကတော့ Tarot ကိုအဲ့တော့ Tarot အတွက်ဒီ channel တိုင်ပင်ရတဲ့အခါမှာကျမက name ကိုစဉ်းစားတော့ it's all about you ပေါ့နော်Tarot တွေမဟုတ်ဘူးနောက်ပိုင်းမှာကျမကစာရေးရတာလည်းနည်းနည်းကြိုက်တယ်ထင်ပါတယ်အဲ့တော့ကိုရေးချင်တာလေးတွေရေးမယ်ပေါ့နော်ဒါကြောင့်မို့လို့အဲ့ရနေပြီးတော့ message လေးတစ်ခုတလေရသွားတယ်ဆိုတော့ဒါ all about you ပဲပေါ့နော် you နဲ့သက်ဆိုင်လို့သာယူရတာပေါ့အဲ့လိုပုံစံမျိုးနဲ့သွားချင်တာဒါကြောင့်မို့လို့ဗာ Tarot ညာ Tarot ဆိုပြီးတော့Tarot page ဆိုပြီးတော့မလုပ်ထားဘူးပေါ့နော်ဒီတိုင်းလေးပဲ all about you ဒီ message ဒီကိုက်နေတယ်ဆိုလို့ရှိရင်တစ်ခုခုရသွားမယ်မကိုက်နေဘူးဆိုလို့ရှိရင်လည်းကိုရီးယား daily life နဲ့မကိုက်နေဘူးဆိုဖယ်ချထားခဲ့ရုံပဲလေဘာမှပြဿနာမရှိနေဘူးအဲ့တော့အရာအလုံးဒီကိုကနေပဲစတယ်ကိုကနေပဲအဆုံးသတ်ရမယ်ပေါ့နော်အဲ့ဒါလေးကိုတော့တစ်ချက်remind လေးလည်းလုပ်ချင်ပါတယ်လို့အားလုံးဒီကိုနဲ့သာသက်ဆိုင်ပါတယ်ပေါ့နော်ဒါလေးပြောရင်းနဲ့ပဲကျမတို့ရဲ့ဒီ conscious cycle လေး welcome လုပ်ဖို့အတွက်နဲ့ပြောရင်ဒီကုန်းချုပ်ပြရစီအဲ့ဆိုရင်ကျတို့ဒီနေ့ conscious cycle podcast လေးကိုနားထောင်မိတဲ့သူတွေအားလုံးကြည့်ပေးတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ပတ်ကြလို့ရှိရင်လည်းကျတို့ next episode ကဘာအကြောင်းတွေပြောမယ်ဆိုတာကိုအမ3ယောက်ဒီညီမ3ယောက်ကဘာအကြောင်းတွေပြောပြမယ်ဆိုတာကိုထပ်ပြီးတော့စောင့်မျှော်ပေးပါအောင်see you next week conscious cycle လေးကိုသဘောကျတယ်ပေါ့နော်ထပ်ပြီးတော့ကျတို့ပြောမယ့်အကြောင်းအရာလေးစိတ်ဝင်စားရဲဆိုရင် astrology နဲ့ပတ်သက်တာတွေ tarot နဲ့ပတ်သက်တာမြေပုံနေရှိစိတ်ဝင်စားရဲဆိုလို့ရှိရင်လည်းဒီ conscious cycle podcast channel လေးကို YouTube channel လေးကို subscribe လုပ်ပေးပါအောင်ကျတို့ Facebook မှာလည်းကျတို့ဒီ tarot နဲ့ spiritual နဲ့ပတ်သက်တဲ့ astrology နဲ့ပတ်သက်အကြောင်းအရာတွေကို sharing လုပ်ပေးနေတဲ့ page က3ခုအောင်ရှိပါတယ်ပထမဆုံး page ကတော့ all about you ပေါ့နော်မင်းရွယ်ဆရာမရွယ် page ပြီးတော့ Pillar So Yon ဆိုတဲ့ဆရာမ Yon ရဲ့ page ပြီးတော့ Joy ရဲ့ page ကတော့ illumination ပေါ့နော်ဒီ page အပြင်ကိုဒီ conscious cycle YouTube ကကြတော့ဒီတက်လေးပေါ့နော်ဖွင့်လာတယ်ပေါ့နော်အဲ့တော့ဒီ conscious cycle YouTube မှာလည်း subscribe လုပ်ပေးပါအောင်လို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် Thank you for watching. Bye bye. See you next week.